လုံးပဲမင်္ဂလာပါရှင်ဖြိုးရဲ့တပွဲကောင်း tip လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကဆိုလို့ရှိရင်ဖြိုး Telegram မှာပေးခဲ့တဲ့ tip လေးရော page မှာပေးခဲ့တဲ့ tip လေးရောနှစ်ပွဲလုံးအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ဖြိုးယုံကြည်ပြီးတော့ like ဆော်နေတဲ့သူတွေကတော့ရလိုက်ကြမယ်လို့ဖြိုးကမျှော်လင့်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်လည်းဖြိုးကရိုမာနဲ့အမ်ပိုလီပွဲလေးကိုရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ညကစားမယ်ရိုမာနဲ့အမ်မိုလီတို့ပွဲစဉ်မှာဆိုလို့ရှိရင်အမ်မိုလီအိမ်ဝင်းမှာရိုမာက level 90ဈေးအကျော်ပေးလာပါတယ်အမ်မိုလီယာ series 12ပွဲစဉ်နိုင်ပွဲပြောင်းနေတဲ့အသင်းဖြစ်ပြီးတော့လက်ရှိရိုမာနဲ့ပွဲစဉ်မှာလည်းဒဏ်ရာရကစားသမား10ဦးထိရှိနေပါတယ်ဒါအောင်မှပြိုင်ပွဲဆုံး9ပွဲဆက်အနိုင်ရရှိနေပြီးတော့ခြေတက်နေတဲ့ရိုမာကတော့တရေကျနေအောင်မှပြား90ဆုံးမယ်ဆိုတဲ့ဖွင့်လှစ်မှုကအစီအပြုပျော်လွန်းနေပါတယ်ပြီးလို့ရှိရင်အမ်မိုလီရဲ့အိမ်ဝင်းမှာတခြားအသင်းတချို့ရဲ့ဈေးကြောပေးမှုကြည့်မယ်ဆိုလို့ရှိရင်အက်တလန်နာ1-30 AC Milan 1+30 ဘောလောနာက level 80ဆိုပြီးတော့ဈေးကြောပေးခဲ့ပါတယ်အက်တလန်နာကရိုမာရဲ့အိမ်ဝင်းမှာလာကစားခဲ့ရတဲ့ချိန်တုန်းက level 80ဈေးကြောပေးခဲ့တာမလို့အက်တလန်နာကရိုမာထက်ဈေး100လောက်မြင့်နေပါတယ်ဒါဆိုလို့ရှိရင်ရိုမာထက်ဈေး100မြင့်တဲ့အက်တလန်နာကအမ်မိုလီကို1-30ဈေးကြောပေးခဲ့တယ်ဆိုလို့ရှိရင်ရိုမာက1+30အမ်မိုလီကိုအကျော်ပေးရမှာပါနောက်တစ်သင်းဖြစ်တဲ့ AC Milan ကရိုမာကိုသူ့အိမ်ကွင်းမှာလက်ခံကစားခဲ့ရတဲ့ချိန်တုန်းက level 80အကျော်ပေးခဲ့တာဖြစ်ပြီးတော့ AC Milan ရိုမာထက်ဈေး30လောက်မြင့်တဲ့အသင်းလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရိုမာထက်ဈေး30မြင့်တဲ့ AC က1+30အမ်မိုလီကိုအကျော်ပေးခဲ့တာမို့လို့ရိုမာက1+60ဆိုပြီးတော့အမ်မိုလီကိုအကျော်ပေးရမှာပဲဖြစ်ပါတယ်။ထို့အတူဘောလောနာဆိုလို့ရှိရင်လည်းရိုမာရဲ့အိမ်ကွင်းမှာလာကစားခဲ့ရတဲ့ချိန်တုန်းက level 20လောက်အကျော်ပေးခဲ့တာအတွက်ကြောင့်မလို့ဘောလောနာကိုရိုမာကဈေး30တာတဲ့အသင်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သူထက်ဈေး30နှိမ့်နဲ့ဘောလောနာတော်မှာအမ်ပိုလီကို level 80ပေးခဲ့တယ်ဆိုလို့ရှိရင်ရိုမာကအမ်ပိုလီကို1+90အကျော်ပေးတဲ့သဘောပဲဖြစ်ပါတယ်ဆိုတော့ဒီအသင်း3သင်းရဲ့အမ်ပိုလီကိုအကျော်ပေးခဲ့တဲ့ဈေးနဲ့ရှင်းမယ်ဆိုလို့ရှိရင်ရိုမာအနေနဲ့အမ်ပိုလီကိုအကျော်ပေးရမယ့်ဈေးကအနှိမ့်ဆုံး1+90ကနေအမြင့်ဆုံး1+30အထိရှိရမှာဖြစ်ပြီးတော့လက်ရှိဖွင့်တဲ့မှုမှာတော့ level 90သာရိုမာတို့အကျော်ပေးထားတာတွေ့ရတဲ့အတွက်ကြောင့်မို့လို့အမ်ပိုလီနဲ့သာဖြိုးရတော့စဉ်းစားကြည့်ကြပါတယ်အဲ့တော့ယနေ့ညဖြိုးရွေးချယ်မှုလေးကတော့အမ်မိုလီ body ပဲဖြစ်ပါတယ်ရှင်အားလုံးပဲကံကောင်းကြပါစေရှင်